အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့စာအုပ်စာပေချန်နယ်ကနေပြီးတော့တင်ဆက်ဖတ်ပြပေးမယ့်စာအုပ်လေးရဲ့အမည်ကတော့ဆရာကြီးမိုးရှင်းရဲ့သူစိတ်သက်ကြတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်လေးထဲကနေပြီးတော့ပထမအဆုံးခေါင်းစဉ်လေးဖြစ်တဲ့ပျော်ချင်ရင်လိုက်နာတင်သည့်အချက်9ချက်နဲ့တင့်ကိုတင်စိတ်မပြတ်တဲ့အချက်10ချက်တို့ကိုကောင်းနှုတ်တင်ဆက်ဖတ်ပြပေးသွားပါမယ်ရှင်အယူဆုံးဒီစာလေးကိုမဖတ်ပြခင်စာအုပ်စာပေ channel လေးကို subscribe နှိပ်သွားပေးကြပါအောင်ရှင်ပျော်ရွှင်ခြင်းရင်လိုက်နာတင်သည့်အချက်9ချက်နံပါတ်1တင်းရဲ့အတိတ်နဲ့ငြိမ်းချမ်းမှုယူပါဒါမှတင်းရဲ့အတိတ်ကတင်းရဲ့ပြစ္ဆုတ်ပံကိုမနှောက်ယှက်တော့မှာပါလူတော်တော်များများစိတ်ဆင်းရဲရတဲ့အကြောင်းရင်းကတော့အတိတ်ကအကြောင်းတွေကိုပြန်တွေးနေလို့ပါပဲအတိတ်ကမအောင်မြင်ခဲ့တာတွေချက်ရှုံးခဲ့တာတွေစိတ်ညစ်စရာတွေကိုပြန်တွေးလေးရှိလို့စိတ်ဆင်းရဲကြတာများပါတယ်ဒီတော့အခုချိန်ကစပြီးပြန်သွားလို့မရတဲ့အတိတ်နဲ့ငြိမ်းချမ်းရေးယူပြီးလက်ရှိလောက်ကင်နေတာကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်လိုက်ပါနံပါတ်2အခြားသူတွေတင်ကြောင်းဘလို့တွေးလဲဆိုတာတင်ကိစ္စမဟုတ်ပါဘူးအခြားသူတွေကတင်အချောင်းကိုဘလို့တွေးမလဲဆိုပြီးစဉ်းစားရတာလဲတကယ်တော့တင်ကိုစိတ်ညစ်စေပါတယ်ဘာမှကိုမလို့ရသေးဘူးငါကြလုံးရင်သူတို့တွေဘာများပြောကြမလဲဆိုပြီးတွေးရတာကိုကတင်အတွက်ပင်ပန်းလာပါတယ်တင်လို့ဆရာရှိရင်ဖြစ်မြောက်အောင်လုပ်ပါကဲ့ရက်တာချီတူတာသူတို့အလုပ်ပါတင်အတွက်တင်အလုံးမဟုတ်ပါဘူးတင်အလုပ်ကတင်လို့ဆရာရှိတာကိုပြီးမြောက်အောင်လုပ်ဆောင်ဖို့ပါပဲနံပါတ်3အချိန်ကအရာအလုံးကိုကုစားနိုင်ပါတယ်အချိန်ပေးပါအကောင်းဆုံးသမားတော်ကတော့အချိန်ပါပဲတချို့ကိစ္စတွေကအချိန်ပေးဖို့လိုပါတယ်ချက်ချင်းလို့ချက်ချင်းမဖြစ်ပါဘူးအချိန်တိုင်းနဲ့တစ်ခုပေးမှဖြစ်မှာပါဒါကြောင့်အချိန်ပေးတဲ့အရာတွေကိုပဲအချိန်ပေးပါတင်းနံပါတ်4တင်းရဲ့ဘဝကိုအခြားသူများဘဝနဲ့မနှိုင်းယှဉ်ပါနဲ့သူတို့ကိုလည်းမဝေဖန်ပါနဲ့တင်းဟာကဘာပေါ်မှာဘသူနဲ့မှမတူတဲ့တူရီသောသူတစ်ယောက်ပါဒီတော့တင်းကိုတင်းဘသူနဲ့မှလိုက်ပြီးမရှင်ပါနဲ့သူများတွေကိုလည်းမဝေဖန်ပါနဲ့ဘာလို့လဲဆိုတော့သူတို့ရဲ့ဘဝပန်းတိုင်ကဘာလဲဆိုတာတင်းမမသိတာနံပါတ်5အတွေးမလုံးပါစေနဲ့အရာအလုံးရဲ့အဖြေကိုသိစရာမလိုပါဘူးအကောင်းမြင်တတ်ဖို့ပဲလိုတာပါအချို့တွေကအရာအတွေးလုံးတတ်ပါတယ်အလုံးရဲ့အဖြေကိုသိချင်ကြပါတယ်အကျိုးဆက်အနေနဲ့စိတ်ပင်ပန်းပါတယ်တင်ရအလုံးရဲ့အဖြေကိုသိဖို့မလိုပါဘူးလောကကြီးမှာတင်ကိုဘလို့တွေဖြစ်ပျက်ခဲ့လဲဆိုတာအရေးမကြီးပါဘူးတင်ကထိုအရာတွေကိုဘလို့တုတ်ပြန်လဲဆိုတာပဲအရေးကြီးတာပါနံပါတ်6တင်ရဲ့ပျော်ရွှင်မှုအတွက်တင်ကလွယ်ပြီးညီသူများမှတာဝန်မရှိပါဘူးတင်ရဲ့ပျော်ရွှင်မှုအတွက်တစုံတရာကိုတာဝန်ပေးလိုက်ပါနဲ့သူတို့မရှိတော့ရင်တင်မပျော်မရွှင်ဖြစ်လာပါလိမ့်မယ်တင်နာလင်တင်ဝရဲ့ပဲကန်ရှင်မှာနံပါတ်9ပြုံးမှာလောကကြီးတစ်ခုလုံးကပြဿနာတွေကတင်ပြဿနာကြီးပဲမဟုတ်ပါဘူးမတေချာတဲ့မနှက်ဖြန်ကိုစိတ်ပူနေမယ့်အစားတေချာတဲ့ယခုလက်ရှိအချိန်လေးကိုပျော်ရွှင်အောင်နေပါနော်တင်ကိုတင်စိတ်မပြတ်တဲ့အချက်ရှိချက်တင်ကိုတင်မြင်တဲ့အမြင်ကသူများတွေတင်ကိုအမြင်နဲ့အမြင်ထက်ပိုအရေးကြီးပါတယ်တင့်ကိုတင်မအထင်မကြီးရင်တင့်ကိုမြည်သူမှအထင်ကြီးတော့မှာမဟုတ်ပါဒါကြောင့်တင့်ကိုတင်ပြန်မြင်တဲ့အမြင်ကအရာရေးကြီးပါတယ်တင်ချရှုံးဘူးယုံမဘူးယုံနဲ့တော့တင့်ကိုတင်စိတ်မပြတ်တင်ပါဘူးဘာလို့လဲဆိုတော့လူတိုင်းချရှုံးဘူးလို့ပါပဲတင်အောင်မြင်ချင်တာကောင်းပါရဲ့ဒါပေမဲ့အောင်မြင်ချင်တဲ့စိတ်ချောက်လိုချင်တာတွေမရတဲ့အခါတင့်ကိုတင်စိတ်မပြတ်တင်ပါဘူးစိတ်သက်ကြရဲဆိုတာပုံမှန်ဖြစ်ပေမဲ့အောက်ဆုံးထိကျသွားရင်တော့ပြန်ဆဲတင်ရတာခက်လေးရှိပါတယ်။ဒါကြောင့်တင့်ကိုတင်စိတ်ပြတ်နေရင်အောက်ဖို့ပြပါအချက်လေးတွေကိုဖတ်စီချင်ပါတယ်။တင့်ကိုတင်ဘာလို့စိတ်မပြတ်တင်လဲဆိုတဲ့အကြောင်းပြချက်၈ခုကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်1တင်အမြဲတမ်းတိုးတက်နိုင်တယ်။တင်ဘယ်အသက်အရွယ်ပဲရောက်ဘလောက်ပဲအမားတွေလှုပ်ခဲ့တင်သာစူးစမ်းရင်တင်မှာတိုးတက်နိုင်တာတွေအများကြီးရှိပါသေးတယ်။ဒါကြောင့်တင့်ကိုစိတ်ထဲကျစေတဲ့အမားတွေရှိရင်နောက်တစ်ခါမမအောင်လုပ်ပါ။အရင်တစ်ချိန်ကထက်တွတ်တက်အောင်လုပ်ပါ။နံပါတ်2ဘယ်သူမှမပြည့်စုံပါဘူး။တင်ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့စူးစမ်းနေရဆိုရင်တော့ဝမ်းနည်းစွာနေပဲပြောပြစီ။ကျွန်တော်တို့လူသားအားလုံးအရာရာပြည့်စုံတဲ့သူတွေမဖြစ်နိုင်ပါဘူး။
လူတိုင်းအားနည်းချက်ကိုစီရှိတတ်ကြပါတယ်ဒါကြောင့်တိမှန်မပြည့်စုံရင်တခြားသူတွေလည်းမပြည့်စုံဘူးဆိုတာမမေ့ပါနဲ့နံပါတ်3လူတိုင်းအမားလုံးတက်ကြတယ်အမားတစ်ခါလောက်တိုင်းသာတင်မမေ့ကြီးဆိုရင်တိဥနောက်ထဲမှာအခြားအရာတွေထည့်ဖို့နေရာရှိမှာတော့မဟုတ်ပါဘူးလူတိုင်းအမားလုံးတက်ကြပါတယ်တင်လည်းအမားလုံးတက်တယ်ကျွန်တော်လည်းအမားလုံးခုတယ်စကားပုံတစ်ခုရှိတယ်အမားဆိုတာပြန်တတိမရနေရင်စကားလုံးတစ်ခုထက်မပိုဘူးတဲ့အမားလုံးပြီးရင်ချက်ချင်းမပြရမယ်ဆိုလိုတာမဟုတ်ပါဘူးအခြားစကားပုံတစ်ခုကတော့အမားကောင်းကိုမဖြုံးတီးလိုက်ပါနဲ့အဲ့ဒီအမားကနေတခုခုရအောင်ယူပါတဲ့အမားရင်ရှိရင်အဲ့ဒီအမားကနေတင်ငန်းစာယူပါပြီးရင်အဲ့ဒီအမားနောက်တစ်ချိန်မအောင်စူးစမ်းပါနော်နံပါတ်4အမြဲတမ်းမျောလင်းချက်ရှိတယ်အလုံးမရလို့ချစ်သူနဲ့ခွဲလို့အိမ်လေးတစ်လုံးတော့မပိုင်ဆိုင်နိုင်လို့စသဖြင့်စိတ်ဆင်းရဲနေရင်တင်းမှာမနှက်ပြန်ဆိုတဲ့မျောလင်းချက်ရှိသေးတယ်ဆိုတာမမေ့ပါနဲ့လူတိုင်းမနှက်ပြန်ကိုမျောလင်းခွင့်မရှိပါဘူးကင်ဆာဖြစ်နေတဲ့သူတွေယောဂဆိုးခံစားနေရတဲ့သူတွေ AIDS ဖြစ်နေတဲ့ကလေးတွေသူတို့တွေရောမနှက်ပြန်ကိုတင်းလို့ရဲရဲဝံ့ဝံ့မျောလင်းရမယ်တင်ထင်လို့လားမနှက်ပြန်တိုင်းမှာတင်ပိုကောင်းတဲ့အလုပ်တစ်ခုရသွားနိုင်ပါတယ်အရင်ချစ်သူထက်တင့်ကိုပိုချစ်တဲ့ချစ်သူကောင်းလေးတယောက်လည်းရသွားနိုင်ပါတယ်။အရေးကြီးတာကအမြဲတမ်းမျှော်လင့်ချက်ရှိပြီးအချိန်တိုင်းအကောင်းဆုံးလုပ်နေဖို့ပါပဲ။နံပါတ်5စိတ်အားကြွကြွစွာနေပါဘဝမှာအောင်မြင်တဲ့သူတွေကစိတ်ဓာတ်ချခြင်းနဲ့လွမ်းမိုးခြင်းကိုဘယ်တော့မှမခံပါဘူး။သူတို့ကကြားနေတဲ့စိတ်ဓာတ်ကိုအမြဲပြန်ကောက်တင်ပါတယ်။တိုက်နေတဲ့တိုက်ပွဲကိုနိုင်အောင်တိုက်ပါတယ်။တကယ်တော့အောင်မြင်ခြင်းရင်လက်ဝိတ်သမားတွေကိုအတူယူရပါမယ်လက်ဝိတ်သမားဆိုတာတစ်ချိန်တစ်ခါတော့မူးမိတ်သွားလောက်အောင်အထိုးခံရပူပါတယ်ဒါပေမဲ့မူးဝင်နေတဲ့စိတ်ကိုပြန်ဆုစီဒိုင်နူကြီးတွေရဲ့အမတ်စင်ကိုတေချာနားထောင်ထိုးနေတဲ့ပွဲကိုဆက်ပြီးအနာရအောင်ထိုးရပါတယ်တခါတလေလောကကြီးမှာအရှိုက်ကိုအထိုးခံရသလိုမူးမိတ်သွားလောက်တဲ့လောကရန်တရားတွေတင်ခံကြရပါလိမ့်မယ်ဒါကသင်ပြောက်ထဲမဟုတ်ပါဘူးဒါပေမဲ့အဲ့အထင်ကြရင်ပြည့်ရဲ့စိတ်ကိုပြန်စုစည်းပါတင်တိုက်နေတဲ့ပွဲကိုနိုင်အောင်ဆက်တိုက်ပါဘယ်တော့မှလဲချရဲ့နေရာမှာပျော်မနေပါနဲ့တင့်ကိုတင်စိတ်တက်ကြအောင်အမြဲနေပါနံပါတ်6တင့်ကိုတင်သူများတွေနဲ့မနိုင်ရှင်ပါနဲ့လူတော်တော်များများစိတ်တက်ကြရခြင်းအကြောင်းရင်းကသူတို့သူများတွေနဲ့လိုက်နိုင်ရှင်လို့ပါပဲသူများတွေကရုပ်ပူလာတယ်ပတ်စံပိုးရှာနိုင်နေစသဖြင့်ပေါ့နောက်ဆုံးပြောရရင် Facebook ပေါ်မှာ like ပို့ရတဲ့ကအစ like မနိုင်ရှင်ပါနဲ့လူတွေကအများအမြင်မှသာပျော်စရာတွေကြွားစရာတွေထုတ်ပြနေကြတာပါသူတို့ထဲမှာလည်းစိတ်တက်ကြနေတဲ့သူတွေအများကြီးပါပဲဒါကြောင့်တင့်ကိုယ်တင်ဘယ်သူနဲ့မှမနိုင်ရှင်ပါနဲ့နံပါတ်9တင့်ကိုယ်သူများလွန်မိုးတာကိုမခံပါနဲ့တခြားသူများကြောင့်တင်းစိတ်စီးနေရတဲ့ဆိုရင်တင်းစိတ်ကိုပြန်လဲပြုပြင်သင့်ပါပြီ။တင်းရဲ့တန်ရှင်းတဲ့စိတ်ကိုညှဉ်းညမ်းစေတဲ့သူတွေကြောင့်ဘယ်တော့မှမထိခိုက်စေပါနဲ့။အခြားသူတွေတင်းကိုဘလို့ထင်လဲစဉ်းစားလေတင်းသူတို့ရဲ့အကျဉ်းသားဖြစ်လေပါပဲ။တကယ်ကတင်းကိုတင်းပြန်မြင်တဲ့ stat instant ကပိုရေးကြီးတာပါ။တင်းကစိတ်ထဲမှာတင်းငယ်နေရင်အပြစ်မှလည်းတင်းငယ်နေတဲ့ပုံပေါက်နေတတ်ပါတယ်။ရုပ်မချောပေမဲ့ကွန်ဖီဒန့်အပြည့်ရှိတဲ့သူတွေတင်မြင်ဘူးမှာပါသူတို့တွေကသူများတွေသူတို့ကိုဘယ်လိုထင်လဲဆိုတာထက်သူတို့ဘယ်လိုထင်လဲဆိုတာကိုပိုခ ्यू ဆိုင်ပါတယ်သူများတွေရဲ့အကျဉ်းသားမဖြစ်ပါစေနဲ့နံပါတ်8ဘယ်တော့မှအရှုံးမပေးပါနဲ့တစ်ချိန်တစ်ခါတော့ကျွန်တော်တို့အားလုံးကြရှုံးဖို့ကြားတဲ့သူတွေကြီးပါပဲအမြဲတမ်းနိုင်ဖို့မဖြစ်နိုင်သလိုအမြဲတမ်းလည်းအရှုံးမပေးပါနဲ့ဒီချိန်တစ်ခါကြရှုံးမှုရုံနဲ့တင်းမျောလင်းချက်တွေကိုရိုက်မချိုးလိုက်ပါနဲ့တင်လက်မြောက်တည်းမရှုံးသေးပါဘူး motivation နဲ့ YouTube ချင်းကိုနေ့စဉ်လှုပ်ဆောင်ပါ motivation ဆိုတာဘာလဲ motivation ဆိုတာကတော့ကျွန်တော်တို့ဘဝမှာလိုချင်တဲ့အရာတွေကိုရရှိရန်ကြိုးစားရမှာမဖြစ်လိုအပ်တဲ့စိတ်ခံစားချက်တွန်းအားတစ်မျိုးပါဖြစ်ပါတယ်ကိုလိုချင်တဲ့အရာတွေကိုရယူဖို့ဆိုတော့တွန်းအားတစ်ခုလိုအပ်ပါတယ်အဲ့ဒီတွန်းအားကိုကျွန်တော်ကိုယ်တိုင်နဲ့မွေးထုတ်ရပါတယ်အဲ့ဒီတွန်းအားကိုကိုတွန်းရင်
ရှေ့ကိုတက်ရပါတယ်ဒါပေမဲ့အဲ့ဒီ motivation ဆိုရဲ့တွန်းအားမရှိတဲ့အချိန်မှာတော့လူတော်တော်များများဟာစိတ်ဓာတ်တွေကျပြီးရက်တက်နေလိမ့်ရှိပါတယ်ဒီတော့ motivation ကိုအမြဲလိုအပ်တာပေါ့ကျွန်တော်တို့နေ့တိုင်းရေချိုးသလိုပဲ motivation ဟာလည်းမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ် motivation မရှိရင်ဘာဖြစ်မလဲ motivation မရှိတဲ့သူတယောက်ကအရန်ကိုသိပါပါတယ်သူရဲ့ဘဝကိုတက်မပါတဲ့ရွက်လေတစင်းကိုရောက်ချင်ရရောက်မျိုးတက်ထားပါတယ်သူ့အတွက်အလုပ်ဆိုတာနေ့တူကလုပ်နေကြအရာတစ်ခုတက်မပေါ်ပါဘူးထိုအလုပ်ကနေလည်းအများကြီးသူမျှော်လင့်လေးမရှိပါဘူးသူ့မှာခိုင်ခိုင်မာမာရည်မှန်းချက်လည်းရှိမနေပါဘူးရှိနေရင်တော့အဲ့ဒီရည်မှန်းချက်အတွက်ဘာမှလုပ်လို့မရှိပါဘူး motivation ရှိနေရော motivation ရှိနေတဲ့သူတွေကလည်းအရန်ကိုသိတာပါတယ်သူကသူ့ဘဝရဲ့အစိတ်ပိုင်းအလုံးကိုမကြည်နိုင်ရင်တော့တနေ့နေ့မှာသူ့လိုချင်တာတွေရကိုရမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေရှိနေပါတယ်အဲ့ဒီအတွက်လည်းသူတစ်ခုခုကိုလုပ်နေလေရှိပါတယ် motivation ရှိတဲ့သူကအမြဲတမ်းမတွက်ကြရင်တော့အချိန်တော်တော်များများမှာတွက်ကြနေလေရှိပါတယ် motivation ကိုဘယ်လိုရအောင်လုပ်မလဲ motivation ရဖို့ဆိုတာနည်းလမ်းများစွာရှိပါတယ် motivation ရှိနေဖို့လည်းအမြဲတမ်းစူးစမ်းနေတင်ပါတယ်တင့်တငယ်ချင်းတွေထဲမှာအောင်မြင်တဲ့သူဒါမှမဟုတ်ကဘာကျော်ပြီးအောင်မြင်တဲ့သူတွေကိုအားကြတာမျိုးရှိနေတင်ပါတယ်ဘသူကိုမှအောင်ကြပဲတင်တာအတော်ဆုံးလို့တွေးနေလို့တော့မရပါဘူးဒါကြောင့်လေ role model ဆိုတဲ့စကားလုံးဖြစ်ပေါ်လာတာပါတင်အားကြရတဲ့ဆံမြပုဂ္ဂိုလ်တယောက်ရှိတင်ပါတယ်ဒီရင်းကပဲဖြစ်ဖြစ်ပြေရပါပဲဖြစ်ဖြစ်ပေါ့နောက်တစ်ခုလုံနိုင်တာကစာဖတ်ဖို့ပါပဲစိတ်သက်ကြတဲ့သူတွေကစာမဖတ်တာများပါတယ်စိတ်အားတက်ကြနိုင်တဲ့စာပေတွေအများကြီးရှိပါတယ်စာအုပ်စာပေတွေကလူတွေရဲ့အတွေးခေါ်ပုံတွေကိုပြောင်းလဲပြနိုင်ပါတယ်တွေးခေါ်ပုံတွေကလူတွေရဲ့ဘဝကိုပြောင်းလဲစေနိုင်ပါတယ်ဒါကြောင့်အနည်းချုပ်ရရင်စာအုပ်တွေကသင်ဘဝကိုပြောင်းလဲစေနိုင်ပါတယ်ဒါကြောင့်စာအုပ်တွေကနေ motivation ကိုရှောက်ပေးပါmotivation နဲ့ရေချိုးခြင်းနေ့စဉ်လိုအပ်ပါတယ်။ကြက်ဥရဲ့အာလူးရဲ့ကော်ဖီဆေးရဲ့တခါတော့ကတားဖတ်နေအောင်ရှိတဲ့။ဒီနေ့မှာတော့သမီးဖြစ်သူဟာသူ့ဘဝဆိုးဝါးလာကြောင်းအခက်အခဲတစ်ခုပြီးတိုင်းနောက်တစ်ခုကအမြဲတမ်းရှိနေတဲ့ကြောင်းညှဉ်းညူပါတယ်။အမြဲတမ်းရုန်းကန်နေရတာကိုလည်းစိတ်ကုန်လာပြီးဖြစ်ကြောင်းပြောဆိုပါတယ်။စဖို့မှုအလုပ်ကိုလုပ်ကင်နေတဲ့အဖေဖြစ်သူကဒီနေ့တော့သူ့သမီးကိုမိဖို့ကြောင့်တည်းခေါ်ဆောင်သွားပါတယ်။ထို့နောက်ရင်းနှီးအိုးသုံးအိုးကိုအပူရှိန်မြင့်မြင့်နဲ့စတင်လိုက်ပါတယ်။ရင်းနှီးတွေစပြီးစူပွက်လာတာနဲ့တပြိုင်နက်ပထမအိုးရဲကိုအာလူးထည့်လိုက်ပါတယ်။ဒုတိယအိုးရဲကိုကြက်ဥထည့်လိုက်ပါတယ်။တတိယအိုးရဲကိုတော့ကော်ဖီဆေးတွေထည့်လိုက်ပါတယ်။ထို့နောက်မှာတော့စကားတစ်ခုမှမပြောဘဲထိုင်ဆောင်နေပါတယ်။သမီးဖြစ်သူကတော့ဖခင်ဖြစ်သူဘာလို့နေမှန်းကိုနားမလည်နိုင်စွာနဲ့ပဲတီးခံစောင့်ကြည့်နေရပါတယ်။မိနစ်20တန်းအကြာမှာတော့ဖခင်ဖြစ်သူကမိဖို့ကိုပိတ်လိုက်ပါတယ်။ထို့နောက်အာလူးကိုထုတ်ပြီးပကံလုံးတစ်လုံးတည်းထည့်ပါတယ်။စက်ဥကိုထုတ်ပြီးနောက်ထပ်ပကံလုံးတစ်လုံးတည်းထည့်ပါတယ်။ကော်ဖီကိုတော့ခွက်တစ်ခွက်တည်းထည့်လိုက်ပါတယ်။ထို့နောက်သူ့သမီးကိုသမီးပါမြင်လဲလို့မေးပါတယ်။သမီးဖြစ်သူကလည်းအာလူးရဲ့ကြက်ဥရဲ့ကော်ဖီရဲ့လေအဖေရဲ့လို့ပြန်ဖြေပါတယ်။ဖခင်ဖြစ်သူကတည်တည်ချာချာကြည့်ပါအောင်သမီးရဲ့အာလူးကိုထိကြည့်ပါအောင်လို့ပြောလိုက်ပါတယ်။သမီးဖြစ်သူကလည်းအာလူးကိုထိကြည့်ပြီးနောက်အာလူးကပြောရည်နေတာကိုတတိထားမိလိုက်ပါတယ်။ထို့နောက်ဖခင်ဖြစ်သူကစက်အုပ်ကိုယူပြီးခွဲကြည့်လိုက်ပါတယ်။ကြက်ဥကတော့အကျက်လွန်ပြီးအထဲမှာမာနေပါတယ်။ထို့နောက်ကော်ဖီကိုတငုံလောက်တောက်ပြီးမြည်ခိုင်းလိုက်ပါတယ်။ကော်ဖီရဲ့မွေးရနန်းကြောင့်သမီးဖြစ်သူပြုံးသွားပါတယ်။ဒါပေမဲ့ဘာကိုဆိုလိုမှန်းသဘောမပေါက်သေးပါဘူး။ဒါကြောင့်အဖေကဘာကိုဆိုလိုတာလဲလို့မေးလိုက်ပါတယ်။ထို့နောက်ဖခင်ဖြစ်သူကရှင်းပြပါတယ်။အာလူးရဲ့ကြက်ဥရဲ့ကော်ဖီရဲ့ဟာတူညီရဲ့အပူချိန်ကိုကြုံတွေ့ခဲ့ရတာပါ။ဒါပေမဲ့သူတို့ရဲ့တုတ်ပြန်ပုံတွေကတော့တစ်ခုနဲ့တစ်ခုမတူပါဘူး။အာလူးကအစတော့မာကျောတဲ့တံကိုစောင်းပါတယ်။ကျက်ဦးကတော့ကွဲလေတဲ့တံကိုစောင်းပါတယ်။ဒါပေမဲ့စူပွက်နေတဲ့ရင်းနှီးနဲ့အကြာကြီးတွေ့တဲ့အခါမှာတော့အထက်ကအရည်တွေဟာမာကျောလာပါတယ်။ကော်ဖီဆေးကတော့ထူးခြားပါတယ်။စူပတ်နေတဲ့ရင်းနှီးဘူးနဲ့ထိပြီးတဲ့အခါမှာသူကရင်းနှီးကိုတခြားပုံမကောင်းမွန်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ်။သမီးကတော့ဘယ်ဟာနဲ့တူပါသလဲ။ဘဝမှာအခက်ခဲတွေနဲ့တွေ့တဲ့အခါ
ဘလို့တုတ်ပြန်လေးရှိပါတယ်လဲအာလူးလိုလားကြက်ဥလိုလားကော်ဖီဆေးလိုလားကျွန်တော်တို့အားလုံးဘဝမှာအခက်အခဲတွေကြုံတွေ့ရပါတယ်ဘလို့တုတ်ပြန်လဲဆိုတာပေါ်မူတည်ပြီးကျွန်တော်တို့အောင်မြင်မှုတွေခွာခြားသွားကြပါတယ်တင်းဘဝမှာလည်းအခက်အခဲတွေကြုံတိုင်းစိတ်အားမငယ်ပါနဲ့ကော်ဖီဆေးလေးလိုဖြစ်ပေါ်လာတဲ့အခက်အခဲတွေကိုကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပြောင်းလဲလိုက်ပါစိတ်ညစ်စရာတစ်ခုကိုထက်ခါမစင်စားပါနဲ့တခါတော့ကဟောပြောပွဲတစ်ခုမှာပညာရှိဟောပြောပွဲသူတယောက်ကအရန်ရည်ရတဲ့ဟာတာတစ်ခုကိုပြောလိုက်ပါတယ်လူတွေကလည်းဝလုံးကွဲရေးကြပါတော့တယ်မကြခင်မှာပဲတူညီတဲ့ထိုဟာတာကိုပဲနောက်တစ်ကြိမ်ပြောလိုက်ပါတယ်ဒီတစ်ကြိမ်မှာတော့လူနည်းနည်းပဲရေပါတော့တယ်တအားလုံးနေတော့နောက်တစ်ကြိမ်ထိုဟာတာကိုပဲပြန်ပြောပါတယ်ဒီတစ်ကြိမ်မှာတော့ဘသူမှရဲမဲတူမရှိတော့ပါဘူးထိုအချိန်ကျမှသူကပြုံးပြီးပြောပါတယ်ဟာတာတစ်ခုတည်းကိုထက်ကခမများတို့မရေးကြဘူးမဟုတ်လားအဲ့ဒါဆိုခမများတို့အားလုံးအကြောင်းအရာတစ်ခုတည်းကြောင့်ခဏဝမ်းနေနေကြတာလေဘဝမှာဝမ်းသာစရာရှိမယ်ဝမ်းနည်းစရာရှိမယ်ဘာတွေပဲဖြစ်နေပါစေဘယ်အရာမှမတည်မြဲပါဘူးဟာတာတစ်ခုကိုထက်ကမြည်ရတယ်လို့စိတ်ညစ်စရာတစ်ခုကိုလည်းထက်ကမတွေးပါနဲ့နာတော်ရစင်သူတယောက်ချင်းဒီတိုင်းစိတ်ချမ်းသာကိုကြမ်းမာပြီးတော့ဒီစာအုပ်လေးကိုနားထောင်ခြင်းအဖြစ်စိတ်သက်ခွန်အားရရှိပြီးတော့အောင်မြင်မှုလမ်းကြောင်းပေါ်ကိုအမြန်ဆုံးရောက်ရှိကြပါစေရှင်